red flag လဲမဟုတ် green flag လဲမဟုတ်တဲ့ blue flag လေးတွေလို့တင်စားရလောက်အောင်သူတို့လေးတွေနဲ့ခင်မင်းရင်းနှီးရရင်အေးချမ်းလိုက်တာပြောရလောက်တဲ့ pacemaker ဆိုတဲ့ sign တကုံတစ်ကြောင်းကိုတင်သိပါသလားတင်ဟာပဝင်းချင်းမှာအမြဲတမ်းလူချစ်လူခင်ပေါ်များနေသူလားတငယ်ချင်းဒီပြဿနာတွေကြားမှာဝင်ရောက်ဖြေရှင်းပေးရတာဝါသနာပါပြီးမတရားမှုကိုမြင်ရင်မနေနိုင်တဲ့သူလားဒီနေ့ရွေး creation ကနေပြီးတော့အချင်းနဲ့ပြောင်းမှာ Venus တောက်ကြကြွရဲ့ကောင်းကြီး blessings day ကိုအပီအဝရထားတဲ့ Libra လေးတွေရဲ့အကြောင်းကိုပြပြပြီးတော့မှာမို့တိုက်ဆိုင်မှုလေးတွေရှိရင် like follow subscribe လေးလုပ်သွားဖို့လည်းမမိနဲ့နော်သူတို့အများစုကလှပါတယ်ဒါမှမဟုတ်ရင်တော့ချစ်ဖို့ကောင်းတယ်ဒါပေမဲ့သူတို့ရဲ့နှလုံးသားထဲမှာတော့အမြဲတမ်းဟန်ချက်ညီမှုကိုရှာဖွေနေရတဲ့သူတွေပါLibra လေးတွေဟာမွေးရပါ pacemaker လေးတွေပါငြိမ်းချမ်းမှုကိုအယမ်းလိုလားကြပြီးဒေါသထွက်တာမနာလိုတာမျိုးတွေကသူတို့နဲ့လုံးဝမလိုက်ဖက်ပါဘူးအပြုအမူတိုင်းမှာနှလိုပွဲကောင်းတဲ့အမူအရာရှိလို့သူတို့ကိုချစ်တဲ့သူအယမ်းပေါ်ပါတယ်လူမှုရေး social မှာလည်းအယမ်းဝန်ဆန့်တယ်လို့အပေါင်းအသင်းတွေရဲ့ပြဿနာတွေကိုနားထောင်အကြံပေးဖြေရှင်းပေးတတ်သူလေးတွေပါလူတွေကိုအလဲတကူ flexible ဖြစ်အောင်အမြန်ပေါင်းသင်းနိုင်ကြသလိုတငယ်ချင်းတွေရဲ့ရန်ပွဲတွေကြားမှာလည်းအဆင်ပြေအောင်ဖြန့်ဖြေပေးနိုင်ကြတဲ့ဒိုင်လူကြီးလေးတွေပေါ့အတိုင်းဝင်းနဲ့နေရတာကိုလည်းဂုံယူတတ်ကြသူတွေပါဒါပေမဲ့တတိထားရမှာကသူတို့ရဲ့ရပိုင်ခွင့်ကိုလာထိရင်တော့လုံးဝမကြိုက်တတ်ကြပါဘူးတမ ्या အပေါ်မတရားလုပ်ဖို့ဆိုတာဝေးရောပေါ့အေးအေးဆေးဆေးနီးလို့မပြောတတ်မဆိုးတတ်တဲ့သူပါလို့ထင်ပြီး